မင်္ဂလာပါမြတ်စွာဘုရားကမိခွန်းတွေမိခွန်းပြုလိုက်တဲ့အခါမှာအစ္စဒယတိကပထမအဆုံးစာမိတယ်သူကတပည့်ကြီးလည်းဖြစ်တယ်ခေါင်းဆောင်လာတဲ့ပုဂ္ဂိုလ်လည်းဖြစ်တယ်သူမိတာမိခွန်း၈ချက်ရှိတယ်ပထမဦးဆုံးသူကဘာနဲ့စာမိလဲဆိုတော့နံပါတ်1မိခွန်းကလောကကြီးကိုဘာကပိတ်ဆို့ထားတာလဲလူတွေအသိဉာဏ်မရအောင်ဘာတွေကပိတ်ဆို့ထားတာလဲလို့ပထမဦးဆုံးမိခွန်းစာမိလိုက်တယ်လောကမှာလူတွေကထွက်ပေါက်မရှိပဲပိတ်ဆို့နေကြတယ်ဘာသာကိုပြန်စဉ်းစားကြည့်လိုက်ငါဘယ်လိုထွက်လို့ရမလဲနောက်ဘဝလူပြန်မဖြစ်အောင်ဘယ်လိုလုပ်ရမလဲဒီစင်းရဲကဘယ်လိုလုပ်ထွက်မလဲကိုယ့်ဘာကိုထွက်ပေါက်ရှာကြည့်လိုက်လို့ရှိရင်ထွက်ပေါက်မတွေ့ဘဲနဲ့ပိတ်ပိန်းနေမှာဖြစ်တယ်မြတ်စွာဘုရားကအဲ့ဒီမိကွန်းကိုဘယ်လိုဖြေလဲဆိုတော့ဉာဏ်ရဲ့ဆန့်ကျင်ဘက်အမှန်မသိခြင်းဆိုတဲ့အဝိဇ္ဇာတရားကလောကကြီးကိုစုပ်ပိတ်ထားတယ်တဲ့မောဟကစုပ်ပိတ်ထားတယ်သိတာနဲ့မသိတာအလွန်ကွာခြားတယ်မသိဘူးဆိုလို့ရှိရင်ဘာမှကိုမမြင်ရဘူးပြဿနာတစ်ခုကိုစဉ်းစားကြည့်လိုက်ဘာမှကိုရှေ့တိုးလို့မရဘူးသူများသိထားတဲ့လမ်းကြောင်းလေးတွေကိုပဲလိုက်နေကြရတာဖြစ်တယ်ဥပမာစေပညာရက်လောကီပညာရက်တွေရှေးကလူတွေဖွင့်ပြီးသွားတာကိုကိုကနောက်ကလိုက်တင်လို့သိတာပဲရှိတယ်ကိုကကိုသိတာမဟုတ်ဘူးလမ်းလဲဆုံးသွားတော့စုပိတ်ခံထားရတယ်အဲ့လိုပဲလောကမှာတချို့ပြဿနာတွေဟာဘာကြောင့်ဖြစ်တယ်ဆိုတာမသိဘူးအဲ့ဒါလိုတွေးထင်နေတဲ့အရာတွေထဲမှာပြမဘုံကိုမြဲတယ်လို့ထင်နေတာလေစိုးပိတ်ခံထားရပဲဖြစ်တယ်။ကိုကျင့်တဲ့အကျင့်ကိုမှန်တယ်ထင်တာလေစိုးပိတ်ခံထားရတာပဲ။လောကမှာပစ္စည်းဥစ္စာတွေပေါ်များလာလို့ရှိရင်ချမ်းသာလိမ့်မယ်လို့ထင်ထားတာလေစိုးပိတ်ခံထားရတာပဲ။တကယ်တော့မချမ်းသာဘူး။ကိုထင်တာနဲ့တလွဲတွေကြီးပဲပတ်စံချမ်းသာလို့စိတ်မချမ်းသာတဲ့လူတွေအများကြီးရှိတယ်။ချမ်းသာမယ်လို့ထင်တာကစိုးပိတ်ခံထားရခြင်းဖြစ်တယ်။ဘယ်သူကစိုးပိတ်ထားတာလဲဆိုတော့အဝိဇ္ဇာကစိုးပိတ်ထားတာဝိဇ္ဇာဆိုတာသိခြင်းဖြစ်တယ်အဝိဇ္ဇာဆိုတာမသိခြင်းသိခြင်းရဲ့ဆန့်ကျင်ဘက်ကမောဟလောကကြီးတစ်ခုလုံးကိုစိုးပိတ်နေတာအဝိဇ္ဇာဖြစ်တယ်လူတွေတိုးတက်နေတဲ့ခေတ်ကြီးလို့ထင်တာကလည်းအဲ့ဒီလိုထင်တာကလည်းစိုးပိတ်ခံထားရလို့ဖြစ်တယ်ဘာသာရေးနဲ့ပတ်သက်လို့ရှိရင်ယုံကြည်မှုအမျိုးမျိုးဖြစ်လာတယ်တကယ်အစစ်မှန်ကိုဘယ်သူမှမသိဘူးမသိလို့ကိုယုံကြည်ရာကိုလုံနေကြတာဖြစ်တယ်ဒီလိုဖြစ်နေကြတာကလည်းအစိုးပိတ်ခံထားရလို့ဖြစ်တယ်တကယ်ကအမှန်တရားဆိုရင်တစ်ခုတည်းရှိရမယ်ဒါပေမဲ့သူကလည်းအမှန်တရားဟိုတယောက်ကလည်းအမှန်တရားဒီတယောက်ကလည်းအမှန်တရားကျန်တာတွေအလကားလို့ပြောနေကြတယ်အဲ့တော့ဟိုဟာလည်းအမှန်ဒီဟာလည်းအမှန်တစ်ခုနဲ့တစ်ခုအပြန်အလှန်ဆန့်ကျင်နေတယ်ဆိုလို့ရှိရင်တစ်ခုမှန်ရင်ကျန်တဲ့တစ်ခုကမှားနေမှာပဲဖြစ်တယ်ဒါဆိုတစ်ခုမှမမှန်လို့လည်းဖြစ်နိုင်တယ်အမှန်တရားကိုရှာမတွေ့နိုင်တာလည်းအဝိဇ္ဇာရဲ့စုပ်ပိတ်ခြင်းကိုခံထားရလို့ဖြစ်တယ်အဝိဇ္ဇာကစုပ်ပိတ်ခြင်းမှာအရေးကြီးတဲ့အချက်ရှိတယ်ပထမအဆုံးအချက်ကဒုက္ခကိုမသိအောင်စုပ်ပိတ်တယ်သူစုပ်ပိတ်လိုက်တဲ့အတွက်ဒုက္ခဟာဒုက္ခအသွင်မရှိတော့ဘဲနဲ့ဒုက္ခအသွင်ဖြစ်သွားတယ်ဒုက္ခအသွင်ဖြစ်လို့လိုချင်တဲ့တဏှာတွေပေါ်လာတယ်ဒုက္ခကိုဒုက္ခလို့ထင်လာတယ်အဲ့ဒါဟာစုပ်ပိတ်ခံရခြင်းပဲဖြစ်တယ်နံပါတ်2အချက်ကဒုက္ခဖြစ်ကြောင်းအကြောင်းတရားတွေကိုမသိအောင်စုပ်ပိတ်တယ်ဒီဒုက္ခတွေဘာအကြောင်းကြောင့်ဖြစ်လာတယ်ဆိုတာကိုမသိဘူးမသိတဲ့အတွက်ကြောင့်ဒုက္ခဖြစ်လာလိမ့်မယ်အထင်နဲ့ကုသိုလ်အကုသိုလ်တွေလုံးမိတယ်လုံးပြီးလို့ဒုက္ခတွေကပို့ပြီးတော့များပြားလာတယ်ဒီလိုအကြောင်းတရားတွေကိုမသိတာဟာလည်းပဲအဝိဇ္ဇာကစုပ်ပိတ်ထားလို့ဖြစ်တယ်နောက်နံပါတ်3အချက်ဒုက္ခချုပ်ငြိမ်းအောင်မသိအောင်စုပ်ပိတ်တယ်ဒီဒုက္ခတွေဘယ်နေရာမှာချုပ်ငြိမ်းသွားလဲဆိုတာမသိတော့ဓမ္မဘုံကြီးကိုပဲတကယ်ဒုက္ခတွေချုပ်ငြိမ်းတယ်လို့ထင်နေကြတယ်တကယ်ကဓမ္မမှာလည်းအိုခြင်းနာခြင်းသေခြင်းတွေရှိနေတာပဲထိုမှန်မသိအောင်ကိုပဲအဝိဇ္ဇာကစုပ်ပိတ်ထားတာဖြစ်တယ်လုံးဝဒုက္ခတွေငြိမ်းတဲ့နေရာကိုရောက်အောင်ဘာလုပ်ရမလဲဆိုတာကိုအမှန်မသိဘူးမြတ်စွာဘုရားရှင်လက်ထက်ကဆိုရင်အစာဖြတ်ရေငတ်ခံပြီးတော့ကျင့်ကြတယ်စူးပေါ်အိတ်ရမယ်တို့ဒီနေ့အိန္ဒိယမှာရှိနေသေးတယ်ဒီအကျင့်တရားတွေဟာစောင်းရဒီအေးပြီဆိုရင်ခင်းကမြစ်ထဲသွားရေချိုးတယ်အလွန်အေးတဲ့အချိန်ဘာအတွက်ရေချိုးတာလဲဆိုတော့တနစ်တာအတွင်းမဟုတ်တာလုပ်ထားတာတွေကိုရေနဲ့ဆေးလျှော်ပလိုက်တာလို့ဆိုတယ်မဟုတ်တာလုပ်ထားတာတွေကကိုယ်ပေါ်မှာဂျေးလိုတင်နေတာမဟုတ်ဘူးစိတ်ထဲမှာဖြစ်နေတာတွေဖြစ်တယ်လောဘဒေါသမောဟစိတ်ထဲမှာဖြစ်တဲ့အညစ်အကြေးတွေကိုလူရေချိုးရုံနဲ့မပြောင်းနိုင်တာကိုမသိကြဘူးပြောင်းတယ်လို့လက်ခံထားတယ်ဒါကအဝိဇ္ဇာကစုပ်ပိတ်ထားလို့ဖြစ်တယ်နောက်တစ်ခုကဆင်းရဲချုပ်ငြိမ်းရာရောက်ကြောင်းလမ်းစဉ်မဂ်ခင်၈ပါးကိုမသိဘူးအဲ့ဒါကမဂ္ဂတစ္ဆာဖြစ်တယ်ပထမဦးဆုံးနံပါတ်1တစ်ချက်ကဒုက္ခကိုမသိတာကဒုက္ခသစ္စာဒုက္ခဖြစ်ကြောင်းတရားကိုမသိတာကသမုဒယသစ္စာဒုက္ခချုပ်ငြိမ်းရာကိုမသိတာကနိရောဓသစ္စာနံပါတ်4အချက်
ကဆင်းရဲချုပ်ရာယောက်ျောင်းလမ်းစဉ်မဂ်ခင်၈ပါးကိုမသိတာဒီမဂ္ဂသစ္စာကိုမသိတာဖြစ်တယ်အဲ့တော့ပထမ၄ချက်ဒီသစ္စာ၄ပါးကိုမသိအောင်စိုးပိတ်ခံထားရတယ်နောက်နံပါတ်5အချက်ကအတိတ်ကခန္ဓာနဲ့ပတ်သက်ပြီးတော့လည်းမသိဘူးအတိတ်ကိုမသိဘူးကိုယ့်ရဲ့အတိတ်ကိုနောက်နံပါတ်6ချက်ကအနာဂတ်ခန္ဓာနဲ့ပတ်သက်ပြီးတော့လည်းမသိဘူးကိုယ်လာမယ့်အနာဂတ်ကိုမသိခြင်းဖြစ်တယ်နံပါတ်9ကတော့နှစ်ခုလုံးနဲ့ပတ်သက်ပြီးတော့အတိတ်အနာဂတ်နှစ်ပါးလုံးကိုမသိနိုင်တာမသိအောင်စုပိတ်ထားတယ်နံပါတ်10ကပရိစ္ဆသမုပ္ပတ်ကိုမသိဘူးဒီအချက်10ချက်ကဒီအချက်10ချက်ကိုမသိအောင်စုပိတ်ခံထားရတာဖြစ်တယ်